ကမ္ဘာဖလားပြိုင်ပွဲစကလေးကအားလုံးရဲ့မျက်စိကိုဖန်ဆာထားပြီးစီးစနစ်ကြမှုတွေနဲ့ကမ္ဘာကြီးကိုတုန်လှုပ်စေတဲ့အသင်းတစ်သင်းရှိခဲ့ပါတယ်။အဲ့ဒါကတော့တခြားအသင်းမဟုတ်ပါဘူး။အာရှရဲ့ဂုဏ်ဆောင်ဂျပန်အသင်းပဲဖြစ်ပါတယ်။အခုလက်ရှိကမ္ဘာဖလားမှာဂျပန်တို့ပြသနေတဲ့အခြေအနေကမဆိုးဘူးဆိုတာထက်ကိုပိုပါတယ်။တကယ်ကိုထိတ်တန့်စစ်တက္ကနစ်တွေစီကံရှိမှုတွေနဲ့အတူကမ္ဘာပေါ်လုံးလောကကိုစိန်ခေါ်နေတာပါ။ဒီနေ့ဗီဒီယိုမှာတော့ဂျပန်အသင်းရဲ့နီးပြချုပ်မိုရီယာစုရဲ့ကြောက်ဆောင်လို့ခိုင်မာတဲ့နီးစနစ်ပိုင်းတွေအခုပြိုင်ပွဲမှာတကယ်ချေစွမ်းပြနေတဲ့အဓိကကစားသမားတွေရဲ့ကွင်းတွင်းဆန်းဆောင်ရည်တွေနဲ့အတူဒီနေ့မှာဂျပန်အသင်းသမိုင်းတစ်လျှောက်ဘယ်အဆင့်ထိတက်လှမ်းသွားနိုင်မလဲဆိုတာကိုအသေးစိတ်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel intro လေးနဲ့အတူပြန်လာခဲ့ပါမယ်။ဂျပန်အသင်းရဲ့အောင်မြင်မှုနောက်ကွယ်ကအဓိကအသက်သွေးကြောဖြစ်တဲ့နီးစနစ်ပိုင်းကိုအရင်ကြည့်ကြရအောင်။နီးပြမိုရီယာစုကအချိန်ဒီပေါ်မူတည်ပြီးကစားကွက်ကိုပပနဲ့ပြောင်းလဲတတ်တဲ့ Mastermind နီးပြတအုပ်ပါ။အဓိကအဖြစ်ဂျပန်အသင်းက၄နှစ်၃သိကစားကွက်ကိုအခြေခံပြီးကစားလေးရှိပေမဲ့ခန်းစစ်အတွင်ပြောင်းတဲ့အချိန်ဒါမှမဟုတ်ကိုယ့်ထက်အင်အားကြီးတဲ့အသင်းတွေနဲ့ရင်ဆိုင်တဲ့အခါမှာ3-4 နှစ်တစ်ဒုမဟုတ်5-4တစ်ပုံစံမျိုးအထိလိုက်ရောညီထွေသွားပြောင်းလဲကစားတတ်ပါတယ်။ဂျပန်ရဲ့နီးစနစ်မှာအဓိကထူးခြားချက်က3ခုရှိနေပါတယ်။နံပါတ်1 Compact Defense and High Intensity Pressing ဂျပန်အသင်းဟာခံစစ်ဆင်တဲ့အခါကစားသမားအချင်းချင်းကြားအကွာအဝေးကိုအလွန်ကျဉ်းမြောင်းအောင်ပိတ်ဆို့ထားပြီးပြိုင်ဘက်ကိုနေရာမပေးပါဘူး။ပြီးတော့ဘောလုံးဆုံးရှုံးသွားတာနဲ့အပြင်းအထန်လိုက်လူယူတဲ့high pressing ကိုစနစ်တကျလှုပ်ဆောင်ပါတယ်။နံပါတ်2 double transition ဘောလုံးလူရပြီးရတဲ့ဂျပန်ရဲ့အားသာချက်ကစက္ကန့်ပိုင်းအတွင်းကောင်တာတိုက်စစ်ဆင်နိုင်တာပါ။တောင်ပန်ကစားသမားတွေရဲ့မျက်နှာမြင်မာမှုကိုအသုံးချပြီးပြိုင်ဘက်ခံစစ်သမားတွေမပြည့်စင်နိုင်ခင်အချိန်မှာပဲတံမြန်တိုက်စစ်ကိုစတင်ကစားလေးရှိပါတယ်။နံပါတ်3 technical disciplineမိနစ်90လုံးကစားသမားတိုင်းဟာမိမိတာဝန်ယူရမယ့်စုံကိုစွန့်ခါခြင်းမရှိပဲစက်ရုပ်တွေလိုတိကျတဲ့စီးကမ်းနဲ့ကစားတာကပြိုင်ဘက်တွေကိုစိတ်ပြတ်သွားစေခဲ့ပါတယ်။ဒီလိုစနစ်ကျတဲ့ကစားကွက်ထဲမှာအသင်းကိုအဓိကမောင်းနှင်နေတဲ့လက်ရှိကမ္ဘာဖလားရဲ့တော့ချက်ကစားသမားတွေကဘယ်သူတွေလဲ။ပထမဆုံးတစ်ယောက်ကတော့အသင်းရဲ့ကွင်းလယ်အင်ဂျင်ကြီးနဲ့ဝိုင်းခေါင်းဆောင်အန်တိုရဲ့ကွက်လက်ကိုအကောင်းဆုံးဖြည့်ဆည်းနေတဲ့ဂျာမနီဘွန်ဒက်လီဂါကလပ်မိတ်အသင်းမှာကစားနေတဲ့ဆာနိုပဲဖြစ်ပါတယ်။သူကကွင်းလယ်မှာပြိုင်ဘက်တိုက်စစ်တွေကိုဖျက်ထုတ်ပေးရုံနဲ့မကပဲအသင်းရဲ့တန်ပိုးကိုပါနဲ့ထိန်းချောင်းပေးနေတဲ့မရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်နေတာပါ။ဆာနိုရဲ့ခြေစွမ်းတွေကိုလက်ရှိကမ္ဘာဖလားမှာပရိသတ်ကြီးမြင်နိုင်ပါတယ်။နောက်တစ်ယောက်ကတော့ညာတောင်ပိုင်းမှာမြန်ဆန်ပြီးနေစနစ်ပိုင်းအရန်ကောင်းတဲ့ကူဘိုပါ။သူ့ရဲ့တကူချင်းကြော်ဖြတ်မှုတွေနဲ့ဖန်တီးမှုတွေကအဖွင့်ပွဲနယ်သာလန်နဲ့ပွဲမှာမြင်တွေ့ခဲ့ရပါတယ်။ပြိုင်ဘက်ခံစစ်တွေကိုအမြဲဒုက္ခပေးနေတတ်တဲ့သူတစ်ယောက်ပါပဲ။ဒါအပြင်ယခုပြိုင်ပွဲမှာဂိုးနှစ်ဂိုးတွင်းပြီးခြေစွမ်းပြနေတဲ့တိုက်စစ်မှုယူအီတာနဲ့ကွင်းလယ်နဲ့တိုက်စစ်ကိုချိတ်ဆက်ပေးတဲ့ပဲလီအသင်းရဲ့ကွင်းလယ်တိုက်စစ်ကာမာရာတို့ရဲ့အတွဲဖက်တွေကဂျပန်အသင်းရဲ့အစိတ်ပြင်းဆုံးတိုက်စစ်လက်နက်တွေဖြစ်လာကြပါတယ်။ခံစစ်ပိုင်းမှာလည်းဥရောပရောက်ကစားသမားတွေဖြစ်တဲ့အီတာကူရာနဲ့အာဆင်နယ်ကစားသမားဟောင်းတူမီယာစုတို့ဟာကြောက်ဆောင်လိုခိုင်မာစွာပိတ်ဆို့ထားတယ်လို့ဗိုလ်သမားနေရာမှာလည်းလက်ဆွဲပြနေတဲ့ဆူဇူကီရဲ့ဂျပန်အသင်းရဲ့နောက်တန်းကိုယုံကြည်မှုအပြည့်ပေးဆွဲနေပါတယ်။ဒီကစားသမားတွေဟာအတွေ့အကြုံရင့်ကျက်နေကြပြီးမို့လို့ဘယ်လိုအသင်းမျိုးကိုမဆိုမကြောက်တဲ့ရှင်းဆိုင်နိုင်တာတွေ့နိုင်ပါတယ်။ကဲဒါဆိုရင်အားလုံးစိတ်ဝင်စားနေတဲ့မိကုန်းကိုရောက်ရှိလို့လာပါပြီ။ဒီခြေစွမ်းဒီနီးစနစ်တွေနဲ့ဂျပန်အသင်းအခုကမ္ဘာဖလားမှာဘယ်အဆင့်ထိရောက်နိုင်မလဲ။လွန်ခဲ့တဲ့2022ကမ္ဘာဖလားတုန်းကဂျပန်တို့ဂျာမနီစပိန်တို့ကိုအနိုင်ယူပြီး16တင်အဆင့်ထိတက်လှမ်းခဲ့ပေမဲ့ခရိုအေးရှားကိုပင်လယ်ဒီနဲ့ကန်ဆိုးစွာရှုံးနိမ့်ခဲ့ရပါတယ်။ဒါပေမဲ့ဒီနှစ်မှာတော့ဂျပန်အသင်းကအရင်အထက်ပိုပြီးရင်းကျက်လာခဲ့တယ်လို့ကစားသမားအင်အားစုကလည်းပုံမတောင်းတင်းလာခဲ့ပါတယ်။လက်ရှိသုံးသက်ချက်တွေအရဂျပန်အသင်းဟာအုပ်စုအဆင့်ကိုကောင်းကောင်းကြော်ဖြတ်ပြီးတော့32တင်အဆင့်16တင်အဆင့်တွေအထိရောက်ဖို့ကိုရာဂိုင်းတော့အလွန်များပါတယ်။အကယ်၍ရှုံးထွက်အဆင့်မှာနီးစနစ်ပိုင်းအမှန်ရွေးမရှိပဲကောင်းတာတိုက်စစ်တွေထိရောက်မယ်ဆိုရင်ဂျပန်အသင်းဟာသူတို့ရဲ့သမိုင်းတစ်လျှောက်အမြင့်ဆုံးမှတ်တိုင်ဖြစ်တဲ့ quarter final ဒုမဟုတ်အဲ့ဒီထက်ကျော်လွန်ပြီး
ကျွန်တော်တို့မျှော်လင့်နေတဲ့စီမီဖိုင်နယ်အဆင့်ထိပါတက်လန်းသွားပြီးကျွန်တော်တို့အာရှတိုက်ကုံဆောင်အသင်းကြီးအဖြစ်ကမ္ဘာကိုတက်တည်ပြသွားနိုင်တဲ့အလားအလာကောင်းတွေလည်းရှိနေပါတယ်ဂျပန်အသင်းကကွင်းထဲခြေစမ်းနေမကပဲပွဲအပြီးကွင်းသက်ရှင်ရည်လုပ်တဲ့သူတို့ရဲ့စီကံကောင်းမွန်တဲ့ယဉ်ကျေးမှုကြောင့်လည်းကမ္ဘာကလေးစားနေရတာပါစိတ်သက်နီးစနစ်လူဝင်အားလုံးပြည့်စုံနေတဲ့ဆာမူရိုင်းပြာတွေဟာဒီနှစ်ကမ္ဘာဖလားရဲ့အဓိကအင်အားတင်းစရာအသင်းဖြစ်လာဖို့သိကြနေပါတယ်ကဲကျွန်တော်တို့ရဲ့ဘောလုံးချစ်ပရိသတ်ကြီးရောဘယ်လိုထင်လဲဗျာယခုလက်ရှိအချိန်ကြီးကောင်းနေတဲ့ဂျပန်အသင်းဟာဒီနှစ်ကမ္ဘာဖလားမှာဘယ်အဆင့်ထိရောက်သွားမယ်လို့ခန့်မှန်းမိလဲ16တင်းအဆင့်လားကွာတာဖိုင်နယ်လားဒါမှမဟုတ်ဆီမီဖိုင်နယ်အထိတက်လန်းပြီးအာရှသမိုင်းတစ်ရေးထိုးနိုင်မလားဆိုတာဗီဒီယိုရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ဗျာနောက်ထပ်ဘောလုံးအားကစားနဲ့ပတ်သက်ပြီးတော့သုံးသက်ချက်ဆွေးနွေးချက်တွေကိုဆက်ကြည့်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်